တော်တော်ကြာသွားပြီနော်ခင်းနေကြပြီနဲ့တူတယ်ကျွန်တော်အခုထပ်ပြီးပြမှာပါလေ10သိန်းနဲ့15သိန်းဝန်းကျင်လေးကိုကျွန်တော်ပြပေးတာပြပြီး10သိန်းနဲ့15သိန်းဝန်းကျင်လေးတွေဒီနေ့ဒီဆိုရှင်မှာကျွန်တော်စီမံပုံစံမျိုးစုံလေးတွေရှိတယ်နော်ပါပြီးတော့မေးလို့ရတယ်ရှင်နော်ဆိုင်လေးရအောင်ဆိုင်လေးရှိရရှင်ကျွန်တော်ပြပြတယ်လောလောဆယ်ဆိုင်လေးကျောက်ကြီးတွေလည်းပါလာတော့နော်ပုံစံလေးဆိုင်လေးရတယ်တော်တော်ထားတယ်ရှင်ဒီချိုး6ကြိုက်တဲ့ဒီဆိုရှင်ရှိတယ်ကျောက်ရှိရမျိုးတွေရှိတယ်ဒါလေးတွေဆိုရှင်တရက်ပူဒီဇိုင်းလေးတွေဆိုင်လေးတွေရမ်းလာတယ်ရှင်ဆောက်ရရှိရပေါ့နော်ဆက်ချင်ပါတယ်ဒီဘေးနဲ့ဆိုတော့လေစီးနေတော့တော့ကြာပါပြီဒီစီးနဲ့ကတော့ကျွန်တော်စီးမှာလာလို့နေလို့နော်